ဒီနေ့ကတော့ကျွန်မကစားခွင့်သွားမယ်ပေါ့နော် Okay let's go ကဲဟိုဘက်နားမှာပဲပေါ့နော်ကစားခွင့်ကဲဒီမှာပါကဲခုသွားနေတော့လီစာကို subscribe လုပ်တယ်လုပ်ပေးကြအောင်နော်ခုမှ subscribe က60ပြည့်တော့ပဲပေါ့နော်ဝင်ပြီးသွားပါပြီထားလိုက်တော့ကဲ let's go ကဲရေစောဒီပေါ်တက်ကြည့်အောင်ဟိုးဒါဘောလုံးနေတော့ဟုတ်တယ်ဗလားအိုးတကယ်ဆော့လို့ရရောဘောလုံးလေးရ Oh my god ဒီမှာရေကူးဝစ်စုံတော့မွေးခဲလိုက်ရပါတော့ရေလည်းကူးလို့ရရောပါကဲဒါမိုက်တယ်ကြည့်အောင်ဘောလုံးလေးရဆော့လို့ရမဒီကားဒီလိုဖြစ်သွားပါပြီနော်ရတော့ကဲမနော်ဒီလိုလေးမိုက်တယ်ဒီမှာတပုံလေးပါလဲရိုက်လို့ရပါတယ်ကဲဒီပေါ်လဲတက်ကြည့်အောင်ဒါပါလုံးနော်ဒီမျိုးလေးဒီမှာတိုင်းထားတာပါလေဒီလိုမျိုးဒီမှာရှော့စီးရမှာမိုက်တယ်ဦးကျွန်မပြမယ်ပေါ့နော်ကဲစီးလို့ကောင်းပါတယ်ပေါ့နော်let's go အသေးလေးတွေစောက်လို့ကောင်းတဲ့သေးလေးလေမတို့ရေလေးစော့နော်ရှိုးမိုက်တယ်ဒီဘက်ကနေတက်ရမှာရေလဲရှိုးလို့ရတယ်ဒီထဲမှာရှိတယ်ပေါ့နော်ကဲဒီမှာတက်ပြမယ်ပေါ့နော်မိုက်တယ်ရေလေးပန်းထားနော်ကဲဒါကြတော့အဝင်ကပါမိုက်တယ်ကြည့်ဒီထဲမှာလည်းရေလို့မိုက်တယ်ဒီနားမှာလည်းရေတွေပေါ့နော်ကဲဒါမှလည်းရေပေါ့နော်ရေကြည့်ပဲဝါတာပူးဆိုတာအဲ့ဒါမှထိုင်ပြီးစားလို့ရပါနော်ကဲ Oh my god ဒီကျန်တို့သွားလို့ရရင်ပေါ့နော်ဒီကျခုတော့ဒီကျပြီးသွားပါပြီပေါ့နော်ကဲဒါအဝတ်လဲခမ်းမိုက်တယ်ဒီလိုမျိုးလေးလဲလို့ရပါတယ်ဒီမှာဒီကအဝတ်လေးတင်တာပေါ့နော်ဒီဟာဟိုဘက်ကမန်ဒီဘက်ကဝူမရာမင်္ဂလေးဟိုဘက်ကယောက်ျားလေးပေါ့အဲ့လိုမျိုးလေးထိုင်လို့ရပါတယ်မိုက်တယ်ဒါလေးစော့လို့အရန်ကောင်းတယ်တိလားဒီလိုပါတယ်ကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာဆက်တွေ့ပါမယ် bye bye ဒီစာကို like and subscribe လုပ်ခဲ့ကြပါဦး bye bye နောက်ဗီဒီယိုမှာဆက်တွေ့ပါမယ်